ဘဝမှာစွန့်လွတ်ရမယ့်အချက်၃ချက်ရှိတယ်နံပါတ်1စင်ကြေပေးတာတွေကိုစွန့်လွတ်လိုက်ပါတဲ့ဘာကြောင့်ပါငါကဆင်းရဲလို့ပါငါကအစင်မပြေလို့ပါငါကဘာကြောင့်ပါဆိုပြီးတော့စင်ကြေပေးတာတွေကိုစွန့်လွတ်လိုက်ပါတဲ့လောကီမှာပဲဖြစ်ဖြစ်လောကုတ္တရာမှာပဲဖြစ်ဖြစ်စင်ကြေပေးတယ်ဆိုတာရှေ့ကိုမရောက်နိုင်ဘူးဒါကြောင့်တရားရှာတဲ့သူကလည်းပဲအစင်မပြေလို့ပါကျမ်းမာရေးမကောင်းလို့ပါဘာကြောင့်စင်ကြေပေးနေမယ်ဆိုရင်ကိုလိုချင်တဲ့နိဗ္ဗာန်ကိုရဖို့ဆိုတာဝေးနေအောင်ပါထုံနည်းတူစွာပဲလူပေါင်းဘဝမှာလည်းပဲကြီးပွားခြင်းနဲ့ချမ်းသာခြင်းနဲ့အောင်မြင်ခြင်းနဲ့ပုဂ္ဂိုလ်တွေကစင်ကြေမပေးရဘူးတဲ့စင်ကြေပေးလိုက်ပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကအောင်မြင်ခြင်းနဲ့ဝေးသွားပါလိမ့်မယ်ဒါကြောင့်နံပါတ်1စင်ကြေမပေးပါနဲ့ဘာကြောင့်လဲမှာနံပါတ်2ကကိုယ့်ရဲ့ဆိုးရွားတဲ့အကျင့်တွေကိုပြင်ပါကိုယ့်ကိုအောက်ကိုဆွဲချသွားစေတဲ့ကိုယ့်ကိုမအောင်မြင်စေတဲ့ကိုယ့်ကိုပူလောင်စေတဲ့ကိုယ်စိတ်ထဲမှာရှိနေတဲ့မကောင်းတဲ့အကျင့်စရိုက်တွေကိုကောင်းတဲ့အကျင့်စရိုက်နဲ့လဲပြီးတော့ပြုပြင်ပြောင်းလဲလိုက်ပါတဲ့နံပါတ်3ကကြောက်တဲ့စိတ်တွေကိုပြင်လိုက်ပါဘယ်သူကမှမကြောက်နဲ့ဘာကိုမှမကြောက်နဲ့ကိုယ့်ဘက်ကအရာအလုံးမှာတတိရှိရှိနဲ့ရေဆိုင်နိုင်တဲ့စိတ်ထားဖို့လိုတယ်ဆွန့်လွတ်ရမယ့်အရာ၃ခုကိုပြန်ပြောမယ်ဆိုရင်စင်ကြယ်ပေးတတ်တဲ့အချင်းကိုဆွန့်လွတ်ပါကိုယ့်ရဲ့မကောင်းတဲ့အကျင့်စရိုက်တွေကိုပြုပြင်ပြောင်းလဲလိုက်ပါမကောင်းတဲ့အချင်းရိုက်တွေကိုဆုံးလွတ်လိုက်ပါနံပါတ်3ကဘယ်ရာမဆိုကြောက်တတ်တဲ့စိတ်ကိုဆုံးလွတ်လိုက်ပါတဲ့ဒီချက်3ချက်နဲ့ပြည့်စုံပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကမကြခင်မှာလောကီမှာပဲဖြစ်ဖြစ်လောကုတ္တရာမှာပဲဖြစ်ဖြစ်အောင်မြင်လာပါလိမ့်မယ်အေးချမ်းလာပါလိမ့်မယ်ကိုလိုချင်တဲ့ပန်းနိုင်တွေကိုလင်းမြန်စွာရနိုင်ပါလိမ့်မယ်